ကိုစွမ်းရဲ့ပရိသတ်ကြီးရေဒီနေ့ဗီဒီယိုလေးကတော့ share ပဲတော့ကျွန်တော်လည်းကိုစွမ်းရဲ့အမခံပရိသတ်တယောက်အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးအရန်သဘောကျလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နောက်ထပ်လည်းကိုစွမ်းရဲ့ဗီဒီယိုအလံတွေဆက်တင်ပေးသွားဦးမှာမို့ကျွန်တော် channel လေးကို subscribe နှိပ်ပြီးစောင့်မျှော်ပေးကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်